ဆောင်ကစပါးစပြည့်ချံတွေနဲ့တန်လင်ပေတွေကိုမီးရှို့ခဲ့တဲ့သတင်းကဖိလိတီတို့လူကြားထဲမှာချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်။ဖိလိတီလူတို့ကယခုကြော်ကြားနေတဲ့ရှုံဆန်ကိုဖမ်းဖို့နီးလက်မျိုးစုံဖန်တီးခဲ့ကြပါတယ်။တရက်မှာရှန်ဆောင်လာမဲသတင်းကိုကြားတဲ့အခါဂါဇာမျိုးသားတွေကမျိုးတကားကိုတညလုံးဆောင်ပြီးမိုးလင်းတဲ့အခါတပ်ဖို့ကြံစီကြပါတယ်။ဒါပေမဲ့ရှန်ဆောင်ကညတကောင်ထလာပြီးဂါဇာမျိုးတကားများကိုဆွဲချခါပခုံးပေါ်တင်ခါဟေပြောင်မျိုးရှိမှရှိတဲ့တောင်ပေါ်သို့ယူသွားပါတယ်။ဒီနေ့ခေတ်မှာတော့တကားပြောက်သွားရင်ပြန်လည်တိဆောက်နိုင်မယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့ထိုအချိန်တုန်းကလူများအတွက်တော့မြို့တကားများကမြို့ကိုကာကွယ်ရမှာအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်တကားများဆုံးရှုံးရခြင်းကကြီးမားတဲ့အဆက်ခွဲခြင်းပဲဖြစ်ပါတယ်။ကျင်းထန်တဲ့လက်နက်များနဲ့ဖိလိတီလူမျိုးရဲ့ရှေ့ဆက်သေးကြတဲ့အကြံစီများကိုတောင်ရှင်းစိုးအတွက်အသုံးမဝင်ပုံရပါတယ်။ဒါကြောင့်ဖိလိတီလူတို့ကသူ့ကိုပိုးပြီးကြောက်ရွံ့လာခဲ့ပါတယ်။ထို့နောက်ရှန်ဆောင်ကတောရက်ချိုင်ဝမ်မှာဒေလီလာအမည်ရှိတဲ့အမျိုးသမီးတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ဖိလိတီခေါင်းဆောင်များကရှန်ဆောင်ကိုဖမ်းဆီးဖို့ကြိုးပမ်းဖို့အလွန်ကြောက်ရွံ့ခဲ့ပါတယ်။အဲ့ဒီအစားဒေလီယာကိုပတ်စံအများကြီးပေးပြီးရှန်ဆောင်ရဲ့ရဲဆွဲတတိရဲ့နှုတ်ဝက်ချက်ကိုရှာခိုင်းခဲ့ပါတယ်။ရှန်ဆောင်မှာနှုတ်ဝက်ချက်တစ်ခုရှိပါတယ်။ဖျားသခင်ရဲ့ကောင်းကင်တမန်တော်သည်ရှန်ဆောင်ရဲ့မိခင်တန်ရောက်ရှိလာတော့ကရှန်ဆောင်ကတသက်တာလုံးစောက်ရှောက်ရမယ့်ဂတိတော်များကိုတွက်ပြခဲ့ပါတယ်။ဘသူမှသူ့ရဲ့စပင်ကိုမညှက်ရပါဘူး။ရှန်ဆောင်ကဒုဂတိကိုကောင်းစွာစောင့်ထိုင်းဖို့ရပါတယ်။နောက်ပိုင်းရှန်ဆောင်ကဒေလီနာနဲ့တွေ့တဲ့အခါသူ့ရဲ့စပင်တွေကိုဂယုဒီဇိုင်းနဲ့ခုနှစ်ကြိုးဖြစ်အောင်ကျစ်ပါတယ်။ဒေလီလာကရှုံဆန်ကိုသွေးဆောင်ပါတော့တယ်။ဒီလောက်ကြီးကျယ်တဲ့ခွန်အားကဘယ်ကနေလာတာလဲ။ပထမတော့ရှုံဆန်ကဒီလိုပြောပါတယ်။လက်ဆက်ဆူဆူတဲ့စပင်းနွယ်ပင်နဲ့ချီရင်ကျွန်တော်ရဲ့ခွန်အားတွေပျောက်သွားလိမ့်မယ်။ဒေလီလာကရှန်ဆောင်ဖိသတိလူတွေကတင့်ကိုဖမ်းဖို့လာနေပြီ။ရှန်ဆောင်ကကျိုးကိုအလဲတကူပဲဖြတ်ခဲ့ပါတယ်။ဒေလီလာကထပ်ပြီးမေးတယ်။ဒီကျွန်တော်ကိုဘာလို့လိန်ရတာလဲ။တကယ်လို့ဝဲချက်ကိုပြောပြပါ။ရှန်ဆောင်ကဒုတိယအကြိမ်ပြောတယ်။အတောင်းမပြုတ်ဘူးတဲ့ကျိုးအသစ်နဲ့ချီရင်ငါရဲ့ခွန်အားတွေဆုံးရှုံးလိုက်မယ်။ဒါပေမဲ့အဲ့ဒါကလည်းအလုံးမဖြစ်ခဲ့ပါဘူး။ဒေလီလာကလည်းအရှုံးမပေးပဲသူ့ကိုနှောက်ယှက်ခဲ့ပါတယ်။တတိယအကြိမ်တင်ကကျွန်ုပ်စပင်ခုနှစ်စီးကိုရကန်းစင်မှာတိတိကျကျချီထားရင်ကျွန်ုပ်ရဲ့ခွန်အားတွေဆုံးရှုံးလိုက်မယ်။အခုတော့စပင်နဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်ကတဖြည်းဖြည်းနဲ့ပေါ်လာပါတော့တယ်။ဒါပေမဲ့ရှန်ဆောင်ကအလွတ်တကူပဲလွတ်မြောက်သွားပါတယ်။ဒါပေမဲ့ဒေလီလာကရှန်ဆောင်ကိုနေတိုင်းတူညီတဲ့မေကွန်းတွေမေးပြီးနှိပ်စက်ခဲ့ပါတယ်။နောက်ဆုံးမှာရှန်ဆောင်ကတီးမခံနိုင်တော့အောင်စိတ်ဆင်းရဲလာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့လှုပ်ဝက်ချက်ကိုထုတ်ဖော်ပြောပြလိုက်ပါတော့တယ်။မွေးကလေးကစပင်းမညက်ဘူး။စပင်းညက်ရင်ခွန်အားတွေဆုံးရှုံးပြီးအခြားသူတွေလိုဖြစ်သွားမှာပါပဲ။အခုတော့ရှန်ဆောင်ဘာဖြစ်သွားလဲ။ရှန်ဆောင်အိပ်ပျော်နေတော့မှဒေလီယာကအခြားသူကိုခေါ်ပြီးရှန်ဆောင်ရဲ့စပင်ကိုညှက်ပစ်စေခဲ့ပါတယ်။ရှန်ဆောင်ကသူ့ရဲ့ခွန်အားကိုဆုံးရှုံးခဲ့ပြီးနောက်ဆုံးမှာဖိလိတီလူမျိုးများရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဖိလိတီလူတို့ကရှန်ဆောင်ရဲ့မျက်လုံးကိုဖောက်ပြီးထောင်ချခဲ့ကြပါတယ်။တချိန်ကစွမ်းဆောင်နိုင်ခဲ့တဲ့ရှန်ဆောင်ကယခုအခါမှာတော့ဖိလိတီလူမျိုးများအတွက်ရေမောစရာဖြစ်လာပါတယ်။ရှန်ဆောင်ကပြင်းထန်တဲ့သွေးဆောင်မှုများကိုမကျော်လွှားနိုင်ခဲ့ပါဘူး။သူကဖျားသခင်ပေးတဲ့အထူးကျေးဇူးတော်ကိုမိမိအလိုလျောက်နဲ့လောဘဇောနဲ့အသုံးပြုခဲ့ပါတယ်။တမန်ကျမ်းစာမှာဆိုထားတာကရှန်ဆောင်ကထာဝရဖျားသည်သူဤဆွန့်ပစ်ကြောင်းကိုမသိခဲ့ပါဘူးလို့ဖော်ပြထားပါတယ်။ရှန်ဆောင်ကနောက်ဆုံးမှာကြီးစွာသောရှုံးနိမ့်မှုကိုခံစားခဲ့ရပါတယ်။ဒါပေမဲ့ဖျားသခင်ရဲ့ဇလံကဒီမှာပဲအဆုံးမသတ်သွားခဲ့ပါဘူး။လူတွေကအမှားတွေလုံးမိပြီးလဲကျနိုင်ပြီမဲ့ဖျားသခင်ကတော့ကျွန်တော်တို့ကိုမဆွတ်လွတ်ပါဘူး။ရှန်ဆောင်ကမအောင်မြင်ခဲ့ပေမဲ့အဆုံးမှာဖျားသခင်ထံတပံအော်ဟစ်ဆူတောင်းပြီးသူ့ရဲ့ဆူတောင်းတန်ကိုဖျားသခင်ကကြားတော်မူခဲ့ပါတယ်။ရှန်ဆောင်ကဲ့သို့ကျွန်တော်တို့ကလည်းသွေးဆောင်မှုတွေနဲ့အပြစ်တွေကိုကြားရနိုင်တဲ့အချိန်များလည်းရှိပါတယ်။ အ
အရေးကြီးတာကကျွန်တော်တို့ဘလောက်ပဲတန်မာတဲ့သူဖြစ်ပါစေဖခင်သခင်ကိုအားကိုးရပါမယ်ရှမ်းဆောင်ရဲ့ခွန်အားပြောက်ကွယ်သွားပေမဲ့ဖခင်သခင်ကတော့မပြောင်းလဲပါဘူးကျွန်တော်တို့ကသခင်ယေရှုကိုယုံကြည်ပြီးအားကိုးတဲ့အခါဖခင်သခင်ကကျွန်တော်တို့အားပြန်လည်ထမြောက်စေနိုင်မဲ့ခွန်အားနဲ့အကူအညီကိုပေးသနာတော်မူပါလိမ့်မယ်